okay ဆောင်းနော်အဲ့တော့ကျွန်တော်ဒီ switch ကိုစ configuration စလုပ်ဘယ်လိုလုပ်ဟန်တော့လဲဒါကြောင့် host name ရင်းစပေးမယ်ဒီ switch ကပုံမှန်ပြတာ switch ဘယ်လောက်လဲ2နော်ဒီ switch 2ဆိုရင်မှာ VLAN ဆောက် VLAN အခုက do show VLAN နဲ့ G VLAN တစ်ခုပဲရှိတယ် default VLAN 1ပဲရှိတယ် port တွေအားလုံးကအဲ့ VLAN နဲ့ဝင်နေတယ်နောက်တစ်ခုကဒီຢာတွေက default ဖြတ်လို့မရဘူး default ပါနေပြီဒါအဲ့တော့ကျွန်တော် VLAN 10စဆောက်အောင်ဆိုဘာလုပ်မလဲဆိုရင် VLAN 10 name ကြိုက်တာပြီကျွန်တော် sales လုပ်ပေးလိုက်မယ် VLAN 20 name ကကြိုက်တာပြီ name 8ချလုပ်ပေးလိုက် right အဲ့တော့ VLAN နှစ်ခုရှိသွားပြီ do show VLAN နဲ့ပြန်ကြည့်ရင်10နဲ့20နဲ့နှစ်ခုရှိတယ်အဲ့မဲ့သူတို့ကဘာပေါ့မှာနောက်မှာပါမနေဘူးပေါ့တွေ assign လုပ်အောင်အဲ့တော့ကျွန်တော် VLAN 10ကိုထည့်ချင်တဲ့ပေါ့က2 VLAN 20ကိုထည့်ချင်တဲ့ပေါ့က3 trunk လုပ်ချင်တဲ့ပေါ့က1 okay အဲ့တော့ကြောင့် VLAN 10ကိုထည့်ချင်တဲ့ပေါ့တွေကိုစဝင်မယ်2တဲ့ကိုဝင်မယ် switch port mode access switch port access VLAN 10လေးထည့်ပါမယ်20ရဲ့ထည့်ချင်တဲ့ပေါ့ကိုဝင်မယ် switch port mode access switch port access VLAN 20ဒါဆို10 20ဝင်တော့မယ် trunk လုပ်ချင်တဲ့ပေါ့တွေကိုဝင်မယ် facilitator နဲ့01 switch port mode trunk okay ကြည့်ကြည့်အောင် do show interface trunk တခုရှိတယ်အဲ့ဒါ facilitator နဲ့01 trunk mode on ထားတယ်.1 joule encapsulation က native VLAN 1ဟုတ်ပြီနော် okay ဒီမှာကြည့်လိုက်ရင်ကျွန်တော်ဒီမှာပါရှိတယ်ဆိုရင် carry လုပ်နေတာဒီ trunk ပေါ်မှာတကယ် allow လုပ်ထားတစ်ကနေ1005ဒီဒါပေမဲ့လက်ရှိတကယ်သွားနေဒီ switch မှာ active ဖြစ်နေတာ VLAN 3ခုရှိတယ်1ရဲ့10ရဲ့20ဘာမှမသွားသေးဘူးဒါပေမဲ့အခုသွားပြီခဏဆောင်ကြည့်တာသွားမဲ့ VLAN တွေတက်သွားလိမ့်မယ်အခုက nan လို့ဖြစ်နေနောက်ဆုံးလို့ပြောတာနော်ဒီ port လေးကမစိမ့်နေလို့ port စိမ့်သွားတဲ့အချိန်မှာကြည့်လိုက်ပါသေးတယ်10 20တော့ဒီပေါ်မှာ10 20 30သွားလို့ရတယ်ဟုတ်ပြီ port တွေ assign လုပ်ပြီးသွားပြီအဲ့ port တွေ assign လုပ်ထားတာကိုပြန်ကြည့်မယ် do show VLAN ဟုတ်ပြီ port number 2 ဒီ VLAN ဘယ်လောက်ထဲဝင်သွားပြီလဲ10 port number 3 ဒီ VLAN 20ထဲဝင်သွားပြီ data ဆိုလုံးဝ switch 2 ကိစ္စပြီးသွားပြီပြီးပဲ switch ကိုသွားမယ် switch 1ကိုသွားမယ် switch 1 ဒီသူက PC လာမချိန်တာတော့ port တွေကို assign လုပ်စရာမလိုဘူးဒါပေမဲ့ VLAN ဆောက်ပေးရမယ်ဒီမှာအဲ့တော့ VLAN မဆောက်ရင် do show interface trunk ကိုကြည့်ကြည့်လိုက် VLAN ဘယ်လောက်ပဲရှိလဲ1ပဲသွားအဲ့ဒီတော့ဒီမှာ VLAN 10 20ဆောက်ပေးရမယ်ဒီမှာ VLAN 10 20 active ဖြစ်မနေဘူးလို့မြင်တယ်အဲ့တော့ VLAN 10ဆောက်မယ် name က sales လုပ်ပေးမယ်မတူလဲရရင် name ကကြိုက်တာပြီးလို့ရတယ်ဒါကကျွန်တော်တို့ကဒီ VLAN ဘာအတွက်ဆောက်ထားရလဲလို့သိရအောင် VLAN 20အဓိက VLAN 10 20တွင်ရတယ် name တူစရာမလိုဘူး alright ချာdo show interface trunk လို့ကြည့်လိုက်ရင်ဒီမှာ port number 1ဒီဘက်ဒီဒါတွေသွားနေပြီဒါတွေ active ဖြစ်နေခန်းကြရင်သွားနေမှာဒါဟုတ်နော် okay ဒါဆိုဒီ port မှာကျွန်တော် trunk လောက်ရမှာလေဒါဝဲ trunk လုပ်ပေးရမယ်ခုက1ပဲဖြစ်တည်တယ်1ဘာလို့ trunk ဖြစ်တော့ဒီကောင် trunk လုပ်ထားလို့ဒီဘက်က live ဖြစ်နေဒီမှာလည်းကျွန်တော်ကိုယ်ကိုယ်တိုင် trunk လုပ်ပေးရမယ်အဲ့တော့ facilitator နဲ့03ထဲဝင်ပြီး switch port mode trunk router နဲ့ထိတဲ့ port ကိုလည်း trunk မယ်ဟုတ်ပြီလား do show interface trunk နဲ့ခေါ်ကြည့်ရင်အဲ့ port ကြီးကဘာမှဖြစ်နေဘူးလေမ app နေတော့ဒီမှာဒါ1ပဲပြတယ်ဒီ port app လာချင်းတိုင်းဒီမှာ3ပါလာပြတယ်ဟုတ်ဒီမှာဘယ်အောင်မှ assign လုပ်စရာမလိုဒီ2ကိုက trunk ပေးထားလိုက်လေရတယ်ဒါမှမဟုတ်ဒီဘက်က trunk လိုက်ရတယ်အဲ့ဒီမှာ2ကိုကျွန်တော် trunk ထားပေးလိုက် interface facilitator နဲ့0/2 switch port mode 2ပါ trunk ထားပေးမယ်သူကတော့ app နေတဲ့အတွက်တစ်ခါလေး trunk ပါကဲ OB switch 3ကိုဝင်မယ်ဒါ trunk တစ်ခါ trunk ပြီးတာဒီကောင် auto trunk လာလိမ့်မယ်မဟုတ်ရင် win trunk နေရတယ်ဒီနှစ်ခုကို VLAN assign လုပ်ရမယ် VLAN 10နဲ့20ဆောက်ရမယ် okay အဲ့တော့ VLAN 10 20ဆောက်ရအောင် en
config host name sw3 ဟုတ်ပြီနော်ပြီး VLAN 30စောင့်မယ် name က sales လုပ်ပေးမယ်ပြီး VLAN 20စောင့်မယ် name က hr လုပ်ပေးမယ် interface facilitator နဲ့01 switch port mode trend ဟိုဘက်က trend ပြီးတာလည်းဒီဘက်ကရ trend နေရတယ်ပြဿနာမရှိဘူးဟိုနောက်ပြီး interface facilitator နဲ့ 0/3 ကိုဝင်ပြီး VLAN 30ထည့်မယ် switch port mode access switch port access VLAN 30ထည့်မယ်ပြီးနောက်တစ်ခုက interface facilitator နဲ့0 sorry ဒါ3ဆိုတော့ဒါတကယ်2လာအောင်2ထည့်အောင်နော်ဆိုတော့3ကို30ထည့်ပြီးတော့ okay ပြန်ထုတ်မယ် interface facilitator နဲ့ 0/2 ကမှာ switch port access VLAN ဘယ်လောက်ထဲဝင်မှာလဲ30ထဲဝင်မှာ interface facilitator နဲ့ 03 ဆိုတာဒီဘက်မှာချိန်တာတွေ့လား10နော်3ရပဲထဲဝင်ရမှာ3ရ20ဝင်ရမှာ3ကို20ထဲရမှာ switch port mode access switch port access VLAN ဟုတ်ပြီနှစ်က30ထဲဝင်နေ3က20ထဲဝင်နေ okay trend ကြည့်အောင် do show interface trend 30လေးပုံမှာ carry လုပ်နေနော် facilitator 01ပေါ့ okay ဒါဆိုလုံးလောက်ကွန်ပျူတာတွေ IP ပေးလို့ရတယ်ကွန်ပျူတာတွေ IP ပေးဖို့အတွက်ဒီကွန်ပျူတာကိုဝင်မယ် VLAN 30ထဲမှာရှိရတဲ့အတွက်သူ့ရဲ့ network ကိုကျွန်တော်30လို့သုံးမယ်ကိုစားပြုမယ်အဲ့တော့အတွက်ကြောင့် 192.168.10.2 gateway ကအခုလောဆယ်မရှိသေးဘူးခဏနေပေးမှာ 10.1 okay ဒီဘက် VLAN 10ကိုလည်း IP ပေးမယ် 192.168.10.3 192.168.10.1 ဟုတ်ပြီပြီးဒီကောင်လည်း IP ပေးမယ်ဒါ20လေးဆိုတော့20ကိုပေးမယ် 192.168.20.2 192.168.20.1 ဟိုဘက်မှာလည်း IP ပေးမယ်20 computer ကိုဒါကို3ပေးမယ် 192.168.20.3 192.168.20.1 okay ဒီကျုပ်အချိန်မျိုးမှာ10နဲ့10နဲ့ပင်လို့ရမယ်20နဲ့20နဲ့ပင်လို့ရမယ်ပင်ကြည့်အောင်10နေပြီးတော့20ကိုပင်ကြည့်အောင်เนาะ okay ဟိုဘက်က10.3ကိုလမ်းပင်ကြည့်ပင်လို့ရအောင်ဘာလို့လဲ VLAN 2လို့ဒါပေမဲ့20ကိုပင်လို့ရမှာမရအောင်20.2 2ပါကက်ရက်ချိန်ထား20.2ကိုပင်လဲပင်လို့မရအောင် VLAN 2ရဲ့အတွက်ဟော VLAN 2 router ဒါမှမဟုတ် layer 3 switch ကပြန်ပြီး route ပြရမှာမတူညီတဲ့ VLAN တွေဟုတ်ပြီဒါဆိုရင်ခု route ရအောင်ဟုတ်ပြီနော်ဒီ router မှာ router ထဲကိုဝင်မယ်သူရဲ့ချိန်တာ switch port နဲ့ချိန်တာ facilitator နဲ့01 okay interface facilitator နဲ့0 ပြီး no shut ဒါပဲ physical interface မှာပါဝါရတယ်တကယ် no shut ပဲရတယ်ပြီး VLAN နှစ်ခုရှိရတော့ sub interface နှစ်ခုခွဲရမယ်နှစ်ခုဒီနောက်က10ခွဲလိုက်ရတယ်1ခွဲလိုက်ရအရေးမကြီးဘူး VLAN ID နဲ့တူကြမလို့တော့အနောက်ကအော်ဒီမှာကျွန်တော်1လို့စခွဲလိုက် IP ကဟုတ်ပြီအခု first data နဲ့ physical interface ထဲမှာ no shut ပဲရိုက်တယ်ပြီးရင်ခွဲတော့မယ်စပြီးတော့ဒီမှာ30ခွဲလိုက်ရတယ်တစ်ခွဲလိုက်ရအရေးမကြီးဘူး VLAN ID နဲ့တော့ဘာမှမဆိုင်ဒါကိုယ့်အခွဲနံပါတ်တစ်ခုပဲဘယ်လောက်ပဲပြီးမှာ1 sub interface က no shut ရိုက်ချင်မလို့တွန်းလို့ဘာဖြစ်သွားလဲအဲ့တော့ပြီးရင်ကျွန်တော် VLAN ဆောက်အောင် encapsulation.1 ကျူလို့ရိုက်ပေးရတယ်အဲ့နောက်မှာ question mark ခေါ်ကြည့်ဒီမှာ VLAN ID ဘယ်လောက်လဲဟိုဒီ first interface 0 D1 ဆိုတော့ VLAN ID ဘယ်လောက်ကိုအတွက်သုံးပါလဲ30အတွက်သုံးမှာမဟုတ်လားအဲ့ဒီမှာ VLAN ID မှန်အောင်ရိုက်ဘယ်လောက်လဲencapsulation.1 ကျူလို့ပြီးမှ IP ပေးမယ် 192.168.10.1 နောက်မှာ 255.255.255.0 ပြီးတော့ကျွန်တော် set interface တစ်ခုဆောက်လိုက်ပြီဘယ်လိုကြည့်မလဲ do show IP interface brief ဒီမှာ set interface တစ်ခုရှိတယ်အဲ set interface ရဲ့ IP လည်းဒါပေးထားတယ် do show run နဲ့ကြည့်နေလို့မြင်ရလိမ့်မယ်အဲ set interface တစ်ခုရှိရဆိုတာဒီမှာ set interface တစ်ခုရှိတယ်00ကြီးကိုတော့ no shut ရိုက်ထားပြီး set interface တစ်ခုဆောက် VLAN 10 အတွက် 10.1 ကဲ20အတွက်တစ်ခုဆောက်မယ် interface facilitator နဲ့ 00.2 ဖြစ်လေရတယ်ဘာမှမဆိုကြိုက်တာဖြစ်လို့ရတယ်နော်20လည်းဖြစ်လို့ရတယ်ဘာမှဖြစ်အဲ့တော့ဒီနေရာမှာ encapsulation.1 ကျူနေရာမှာတော့ဘာဖြစ်ရမှာ20ဖြစ်ရအဲ့ဒါတော့အရေးကြီးတယ်
address 192.168.20.1.255.255.255.255. ကျွန်တော်မှားပါတယ် interface VLAN 0 sorry first ethernet 0/0.3 လို့ခေါ်လိုက်ဒါဘာပြောမှလည်းမတော့ပြန်ဖြတ်ခြင်းနဲ့ no interface first ethernet 0/0.3 ဖြစ်သွားတယ် seminar ပဲဖြတ်ချင်ရှာ no နဲ့ seminar တခုလုံးကိုပြလိုက်သူ့အောက်မှာဗာရိုက်တာအကုန်ပြတ်သွားတယ်အဲ့တော့ do show run နဲ့ပြင်ကြည့်ကျွန်တော်တို့ interface နှစ်ခုဆောက်ထားတယ်တစ်ခုက10အတွက်နောက်တစ်ခုက20အတွက် physical interface ကြီးကို no share ရိုက်ထားနေပြီဒီနှစ်ခုက app မျိုးပါပဲပြဿနာမရှိဘူးရမှာအဲ့တော့ကျွန်တော်ရဲ့ VLAN 10ရဲ့ package ကြီးကဘယ်လိုလာမလဲဟုတ်လား VLAN 10ကနေ10ကိုသွားခြင်းနဲ့ package ကဘယ်လိုသွားမလဲကိုကြည့်ကြည့်အောင် VLAN 10ကနေ10ကိုသွားတဲ့ package ကဘယ်လိုသွားမလဲ VLAN 10ကနေ20ကိုသွားတဲ့ package ကဘယ်လိုသွားလဲကြည့်ကြည့်နော်packet freezer ခဏဟန်းနေမှာဟုတ်တော့ okay VLAN 10ကနေ10ကိုသွားတဲ့ packet ကြီးဒီဘယ်လိုသွားမလဲဆိုရင်ကျွန်တော်အမင်းနဲ့ဆွဲမယ်နော်ဒီလိုသွားမယ်10ဒီမှာ10ကိုပြီးဖြတ်တယ် trans လုပ်ထားတဲ့အတွက်ဖြတ်မယ်ပြီးဒီလိုလာမယ်တန်းချင်းသူက router ကိုတက်ဆရာမလိုဘူး switch ကနေပဲသွားမယ်ရမယ်ဒါ VLAN 10နဲ့20နဲ့သွားခြင်းလဲအဲ့လိုပဲဘယ်လိုသွားမလဲ20 ပေးဖြတ်တယ်20 ပေးဖြတ်တယ်ဟုတ်လား20 ပေးဖြတ်တယ်ဒီလိုလားဒါပဲတတန်းနဲ့20ကိုသွားခြင်းကြောင့်ဘယ်လိုသွားမလဲ10တော့1ဝင်သွားမယ်2 gateway 20မှမသိရင် gateway ကိုပို့အဲ့ဒီမှာဒီမှာ first channel block ကဝင်သွားမှာလဲ 0/0.1 နေဝင်တော့မယ် VLAN 10နဲ့ပတ်သက်တဲ့ကောင်ကပြန်ထွက်လာခြင်းညာ20တော့သွားမှာဆိုတော့20တော့ဘယ်ကနေပြန်ထွက် sorry 0/0.2 ကနေပြန်ထွက်သွားမယ်ပြီးရင်22ကဘယ်မှာရှိရလဲ 20.2 ကဒီအောက်မှာရှိရအောက်မှာရှိတဲ့ကောင်ကိုရောက်ချင်တော့ဒီလိုသွားမယ်ဒါပဲဒါနဲ့20ကိုပြန်သွားမဟုတ်ဘူးကျွန်တော် 20.3 ကိုပင်းချိန်ဒီကနေဘယ်ကိုဆင်းလာမလဲဒီဘက်ကိုဆင်းလာမယ်ဒီလိုလားဒါပဲနားရယ် okay အဲ့လိုပုံစံဖြစ်နေမှာကိုရောက်တဲ့အချိန် okay ဒါဆိုကျွန်တော်ကြည့်ကြည့်အောင်ခုနပင်းလို့မရတဲ့ PC ကိုအခုပင်းကြည့်အောင်ခုနကျွန်တော် PC 10ကနေဘာကိုပင်းထားတာရှိလဲ 20.2 ကိုပင်းတာ 20.2 ဒီကိုမပင်းနဲ့ gateway ဖြစ်တဲ့ 10. ဘလောက်ကိုပင်းကြည့်လဲ 1 2 gateway 10.1 ကိုပင်းလို့ရတယ်ဒါဆိုအဲ့ router မှာပဲရှိတဲ့ 20.1 ကိုပင်းကြည့်ပင်းလို့ရတာ 20.1 ကိုလည်းပင်းလို့ရတယ်အခုဒါဆို 20.2 ကိုပင်းလို့ရတာလေကြည့်ကြည့်လိုက် 20.2 လည်းပင်းလို့ရပါတယ်ခဏဆောင်ကြည့်ပထမတစ်ခေါက်ပြတ်လိမ့်မယ် ARP ကြောင့်နောက်တစ်ခေါက်လည်းပြတ်လိမ့်မယ်နောက်တစ်ခေါက်မပြတ်တော့နော်နှစ်ခါတော့ပြတ်တယ်တစ်ခါလေဒါဆိုဒီမှာ 20.2 လည်းပင်းလို့ရပါတယ်ဒါဆို 20.3 ကိုလည်းပင်းလို့ရတော့တယ်ဟိုးမှရှိတယ်ရမှာဒါဆိုမတူညီတဲ့ VLAN တွေအားလုံးကျွန်တော်ဘာလုပ်ပေးလိုက်ပြီလဲ router ကတစ်ဆင့် route ပေးလိုက် VLAN ခွဲထားတာ security ကကောင်းအောင်လို့တမင်တက်မတူအောင်ထားထားအောင်ဘာလို့ပြန်ပင်းလို့ရအောင်လုပ်နေရလဲဆိုရင်အဲစကားဖြေစရာပါလဲဆို VLAN ခွဲတာကတခုနဲ့တခုမရပင်းလို့မရအောင်လဲဟုတ်ရင်ဟုတ်လိမ့်မယ်ဒါပေမဲ့အဓိကဘာလို့ချင်တာ broadcast ခွဲချင်တာဒီမှာဒီ switch မှာ VLAN 10 broadcast ပို့လိုက်ရင် VLAN 10နဲ့ပတ်သက်တဲ့ PC ပဲရောက်မှာတခြားဘူးစီမှာမရဘူးပြီးရင်ဒီ trunk ပေါ်မှာ carry လုပ်မယ်ဒီ trunk ပေါ်မှာ carry လုပ်မယ်ပြီးရင်ဒီဘက်ကိုလည်း VLAN 10နဲ့ပတ်သက်တဲ့ PC ပဲရောက်အဲ့ broadcast တွေခွဲထားလိုက်အခုညမပေးစေချင်ဘူး VLAN 10ကနေ20ကိုမပေးစေချင်ဘူးထားလိုက် 20.3 ကိုမပေးစေချင်ဘူးဘယ်ကနေလဲ VLAN 10ကနေ 20.3 ကိုဘာလုပ်လို့ရ access list နဲ့ကန်လို့ရဥမာဒီမှာဝင်ကန်လိုက်VLAN 10ကနေဟိုဘက်ကတစ်ခုတည်းကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် extended နဲ့ရေးမယ်အဲ့တော့ access list data extended ဘာလို့မှာ deny ဘယ်ကနေလဲ VLAN 10အားလုံးကဆိုတော့ကျွန်တော်ဘာကို deny လုပ်မှာလဲ ICMP ping ကို deny လုပ်မှာဟောတော့ source network ကအားလုံးဖြစ်တဲ့အတွက်ကြောင့် 192.168.10/ နောက်မှာ 0.0.0.255 ဒီ network ကနေ destination ကတစ်လုံးပဲအဲ့အတွက်ကြောင့် host အဲ့ကောင် 192.168 ဘယ်လောက်လဲ 20.3 ဟုတ်နော်ပြီးရင်ကျွန်တော်အနောက်က enter ခေါက်လိုက်ရပါတယ်ကျွန်တော်လုံး permit လုပ်ရမယ် access list တွေက permit IP any
apply ก็လုပ်ရမယ်ဒီမှာတော့ apply လုပ်မှာဒီမှာ interface နှစ်ခုရှိရဒီကွေးမှာတန်းဝင်လာရင်စစ်တော့ဟုတ်ပြီဒါတော့20တော့အောက်သွားရင်စစ်မယ်နှစ်မျိုးရှိတယ်ညီတို့ကအခုဒီနေရာမှာပါရှိရတယ်ဆိုရင် interface ကနှစ်ခုရှိတယ်ဒါတန်းအတွက်ဒါ20အတွက်အဲ့တော့ညီတို့ကဘယ်မှာစစ်လို့ရတန်းကနေ packet ကြီးဝင်လာခဲ့ရင်စစ်မယ်ဘယ်ကနေလာလဲဘယ်ကိုသွားမှာလဲအဲ့လိုမဟုတ်ဒီကနေအောက်သွားရင်စစ်မယ်ချိန်တယ်လို့ဒီနေရာမှာစစ်လိုက်ရတယ်ဒီနေရာမှာ in နဲ့လာစစ်လိုက်ရတယ်ဘာလို့ကျွန်တော်တန်းမှာ in နဲ့လာစစ်လိုက်လဲ extender ကိုထွက်ပေါ်နေစအောင် extender ဆိုရင် source နဲ့ရေးတယ်မဟုတ်အဲ့လိုအထွက်ပေါ်မှာမစစ်ရအောင် source နဲ့နီးတဲ့နေရာမှာရေးရတယ်များတော့ဖြစ်ကနော်ဒါတော့ဗာဒီမှာလည်းပိတ်ခံရမယ်ဒီမှာတွေကပိတ်မယ်အဲ့တော့ဘယ်မှာသွားရေးမလဲကျွန်တော်ကတန်းမှာသွားပြီးတန်းမှာတန်း interface မှာသွားပြီး in နဲ့ပိတ်မယ်ကျွန်တော်ရေးရမှာ VLAN ဘယ်လောက်ရေးထားလဲ100 okay interface first ethernet 0/0.1 ပြီး interface ကတော့ apply လုပ်မယ်ဆိုရင်ဗာလေaccess class က VDY နဲ့မှာလုပ်တာ access group အရှိမ IP ပါတယ် IP access group တရားအင်လားအောက်လားအင်းပြီး do show access list နဲ့ကြည့်မယ်အခုမှတစ်ခုမှလာ match မဖြစ်သေးဘူး VLAN တန်းတဲ့ကောင်ခုန20ကိုပင်းကြည့်နေပင်းလို့ရတယ်ဘာပြဿနာမှမရှိနေဘူးဒါတော့3အခုပင်းကြည့်အောင် host and reachable ပင်းလို့မရတော့အဲ့ဒီမှာဒီကောင်ဘာနဲ့လာသွားညီလို့ပင်းလို့မရတော့ဟာလဲဆိုရင် R1 မှာတော့ကြည့်ကျွန်တော်တို့ဒီမှာသွားကြည့်4ခု pin package တနိုင်နဲ့သွားညီဒါပေမဲ့20တော့ပင်းလို့ရ sorry 20တော့ဘလောက်တော့ပင်းလို့ရ2ကိုတော့ပင်းလို့ရပင်းလို့ရတယ်ပါပဲဟောလာကန်ကြီးမတော့ကန်လာက layer 3ဖြစ်တဲ့ပေါ်တယ်မှာတက်ကန်ရတယ်ဒါကို interface routing လို့ခေါ်တယ်VLAN တို့ကြည့်ရတယ် broadcast domain short ချပေးလာတော့အဲ့လေ VLAN broadcast domain ကို short ချ broadcast domain ကို short ချအောင် broadcast domain ကိုများ broadcast domain short ချရဆိုတာမကောင်းညီနဲ့ကိုအားလုံးနဲ့ broadcast domain ကတစ်ခုတည်းမှရှိတယ်မကောင်းကိုပြောအားလုံးညီကိုကြားနေရတယ် broadcast domain ကိုခွဲတာ broadcast domain ကိုများပလိုက် layer 2မှာလည်း broadcast domain အများကြီးခွဲပလိုက်ဒါ broadcast domain များလေကောင်းနေတယ် broadcast ဖြစ်နိုင်ခြင်းနဲ့ဟုတ်ပြီနော် broadcast domain ကိုများသွားတယ်လို့ပြော short ချ broadcast ကို short ချ broadcast domain ကိုများတယ်နားလည်နော်7နဲ့ခွဲရမှာအေးပေါ့ကြိုက်လို့ပြောပေါ့ပြောစရာတော့အများကြီးရှိတယ်အကုန်လုံးမှန်နေတာလို့နော် okay ဒါဆိုခုကျွန်တော် VLAN နောက်20တခုရှိလာမယ်ဘာလို့ sorry VLAN 30ဖြစ်လာမယ်ဘာလို့မလဲဘာလို့ကြမလို့လေဒီမှာ7နဲ့နောက်တစ်ခုခွဲလိုက်30ကိုအဲ့ဒါကို30တော့ဝင်ပေးလိုက်ပြီးတော့အဲ့ဆို router ရဲ့ interface က set လောက်ခွဲလို့ရပြဿနာမရှိဘူး router နဲ့ switch နဲ့ချိန်တဲ့ interface မှာ trend လုပ်တာခဏကိုလို့ရတယ်အများကြီးဟို router ရဲ့ model ပုံမှာမူတည်တယ်ဒီ router ဒီဘယ်လောက်ထိ set interface ခွဲလို့ရတယ် model အများကြီးတော့မခွဲသင့်ဘူးဥမာဟိုအများကြီးခွဲမယ်ဆိုရင်တော့တစ်ခုတည်းမကပေါ့တွေကိုဒီမှာလာချိန်ပြီးတော့ layer 3 ether channel လောက်တော့တကြိုးတည်းပေါ့မမူဒီနေပေါ့ကွာ3-4ကြိုးမှာမူဒီပြီးတော့မှ 7 interface ခု20ခွဲရ30ခွဲရလို့လုပ်ရတယ်တကြိုးထဲမှာဆိုရင်တော့အများကြီးမခွဲသင့်ဘာဖြစ်လို့လဲဒီကောင် first ether နဲ့ပဲရှိတယ်အခု serial မှာခွဲလို့ရတယ် serial မှာခွဲလို့မရဘူးဒီ first ether နဲ့မှာခွဲလို့ရတယ် serial မှာလည်း7 interface ခွဲလို့ရတယ်ဒါပေမဲ့ blue မှာ serial ကြိုးကြီးမှာပြင်မှာမရောက်ဘူး Vina ပြန်တော့ဒီက serial မှာဘယ်တော့မှမလုပ်ခွဲလို့မရအောင်လို့ရတယ်ဟို giga ပဲမှာရတယ်နော်ဒါဆိုကျွန်တော်ဗာနဲ့ router ဆိုရင်ဒါကို intermittent routing လို့ခေါ်တယ်ဟုတ်ပြီဒီခေါက်ကျရင် layer 3 switch နဲ့ route တော့ဒီကျွန်တော် layer 3 switch တစ်ခါမှမသုံးဘူးလေဦးကြီးတို့ spec switch စားတယ်မှာအဲ့ဒီနေ့သုံးမယ်switch နေရာမှာ switch ကိုတစ်ချက်နေလိုက်ရင်နောက်ဆုံးကဘာရှိလဲ3560ကျွန်တော်ဒီ switch လို့ဒီမှာဇွဲပေါ်မှာရှိတဲ့ switch လို့3560နော်အောက်က switch နဲ့လို့
Okay 350က layer 3 switch ဒီမှာထည့်တာပဲရlayer 3 switch နဲ့ layer 2 switch နဲ့ဘာကွာလဲအခုသိရဒီမှာ layer 2 switch နှလုံးပြန်ရှိမယ်အောက်မှာဟုတ်ပြီနော်ပြီးရင်ဒီကောင်တွေကဘာလုပ်ထားမလဲဆိုဒီလိုချိတ်ထားမယ်ကွန်ပျူတာနှလုံးဒီမှာရှိမယ် VLAN ဘယ်လောက်နဲ့ဘယ်လောက်လဲ10 20 10 20Layer 3 switch မှာ interview and routing လုပ်ပြရမယ် Okay ဒါတွေကို trunk လုပ်ရမယ်ဒါကိုလည်း trunk လုပ်ရမယ် first sitter နဲ့00နဲ့01မှာမဟုတ်ဘူးညီသူ့မှာ logical interview ဆောက်ပြရမယ်အခုကျွန်တော်စမ်းမယ်အဲ့တော့အရင်ဆုံးစမှာဒီ switch ကိုစပြီးတော့ VLAN 10 20ဆောက်မယ် trunk လုပ်မယ်ဒီ switch ကို switch 2လို့ပဲတတ်မှတ်လိုက်မယ်အဲ့တော့ဒီဟာဒီ host name က switch 2 interface first sitter နဲ့01နောက်မှာ switch port mode trunk ပြီး VLAN ဆောက်မယ် VLAN 10ဒီခေါက်ဘာနာမည်မှမပြီးတော့နောက်တစ်ခုဆောက်မယ် VLAN 20 Okay ပြီးရင် interface first sitter နဲ့2တဲ့ကိုကျွန်တော်ဘာလုပ်မလဲဆို switch port mode access ပြီးရင် switch port mode access ပြီးရင် switch port access VLAN တန်းနေထည့်မယ်ပြီးနောက်တစ်ခု interface first sitter နဲ့03ကို switch port mode access ပြီး switch port access VLAN 20တဲ့ကိုထည့်မယ်ပြီး do show VLAN နဲ့ကြည့်လိုက်ကျွန်တော်မြင်ရလိမ့်မယ် port 2ဒီ VLAN 10နဲ့ရောက်နေတယ် port 3ဒီ VLAN 20တဲ့ရောက်နေတယ်အဲ့လိုပဲကျွန်တော် trunk ကြည့်ရင် do show interface trunk နဲ့ကြည့်လိုက်ရင်ဒီမှာဘာဖြစ်နေလဲဆိုရင် trunk ဖြစ်နေတယ်01တော့10 20တည့်ရ10 20 carry လုပ်နေအဲ့လိုပဲဒီဘက်က switch မှာကျွန်တော်အဲ့အတိုင်းလုပ်ရမယ်အဲ့လိုကြောင့်ဒီဘက်က switch ကိုဝင်မယ်ပြီးရင်ကျွန်တော်အဲ့လောက်စလုပ်မယ် host name ကကျွန်တော်ဗာပေးရမလဲဆိုရင် switch 3လို့ပေးလိုက်မယ်ပြီး interface first sitter နဲ့01ပြီး switch port mode trunk လို့လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဗာလုပ်မယ်ဆိုရင် interface first sitter နဲ့ VLAN တစ်ခုဆောက်မယ် VLAN 10ဆောက်မယ်ပြီး VLAN 20ဆောက်မယ်ပြီး interface first sitter နဲ့2ကို switch port mode access ပြီး switch port access VLAN 10လေးထည့်လိုက်မယ်နောက်တစ်ခုက first sitter နဲ့02ကို switch port mode access ပြီး switch port access VLAN 20လေးကိုထည့်လိုက်မယ်do show VLAN နဲ့ပြန်ကြည့်မယ်ဆိုကျွန်တော်ဒီမှာ2က10လေးကိုဝင်နေတယ်3က20လေးကိုဝင်နေတယ်ပြီး do show interface trunk နဲ့ကြည့်မယ်ဆို first sitter နဲ့01 trunk ဖြစ်နေတယ်ဟုတ်ပြီနော် okay အဲ့တော့ဒီမှာကျတော့ကျွန်တော် switch မှာကျတော့ဘာလုပ်ရလဲဆို switching virtual interface SVI ဆောက်ပြရတယ်ဒီမှာသွားပြီး IP ပေးလို့မရဘူးဒီမှာသွားပြီး IP ပေးလို့မရဘူးဒီလိုပြောလို့ပြောအဲ့ဒါဘာလုပ်ရမလဲပေးလို့ရတယ်မရဘူးဒါပေမဲ့ interface routing လုပ်ရခြင်းညာ SVI နဲ့ဟုတ်ပါSVI นี่ကျွန်တော် VLAN 10 interface ဆောက်ပါမယ် VLAN 10ရှိ VLAN 10 thread interface ဆောက်ပါတယ် IP ပေးမယ်ဘယ်လောက်လဲ10တော့ပဲเนาะနောက်တစ်ခုက VLAN 20ဆိုရင် VLAN 20 thread interface တခုဆောက်မယ်အဲ့တော့ interface VLAN 20တခုဆောက်အောင်မယ်ပြီး 1901 ကဘယ်လောက်ပေးရမှာ20တော့ပါ VLAN 30တော့ရောက်ရဆိုရင် interface VLAN 30ဆိုပြီးဆောက်ပေးရအဲ့ဒါကိုဘာလို့ခေါ်လဲဆို SVI switching virtual interface လို့ခေါ်တယ်ခုနဆောက်ရတဲ့10 Okay တော့ဒီမှာကျွန်တော်ကဝင်မယ်ဒါ multi layer switchဟုတ်နော်ဒီကောင် switch 1လို့နာမည်ပေးမယ် host name ကကျွန်တော်ဘယ်လောက်လဲ switch 1 do show interface brief နဲ့ do show interface brief နဲ့ကြည့်လိုက်တဲ့အချိန်ကညီတို့ကဘာမြင်ရမလဲဆိုရင် do show interface IP interface brief နဲ့ကြည့်လိုက်တဲ့အချိန်က VLAN 1ပဲရှိလိမ့်မယ်ဒီချိန်မှာ VLAN 1လည်းအခုဘာဖြစ်နေလဲ down နေ shut down ချပြဿနာမရှိဘူးကျွန်တော် VLAN ဘယ်လောက်ဆောက်ရအောင်10နဲ့20နဲ့ဆောက်ပြရမယ် okay interface VLAN ဘယ်လောက်လဲIP 192.168.10.1.255.255.255.0 လို့ဆောက်ပြရမယ်အဲ့ဒီအချိန်မှာကျွန်တော် interface VLAN 10ကိုဝင်လိုက်မယ်ပြီး sorry interface VLAN 10ကိုကျွန်တော် no share ရရတယ်ပြီး interface VLAN ဆောက်ဘယ်လောက်ဆောက်20ပြီး no share IP address 192.168.20.1.255.255.255.0 okay ကြည့်အောင် do show IP interface brief နဲ့ကြည့် interface တွေ down နေပြီမအပ်လား down ဘာဖြစ်လို့ဒီမှာ VLAN 10လည်းမရှိဘူး20လည်းမရှိဘူးသူ့မှာ VLAN တစ်ခုပဲရှိတယ် do show VLAN 1.4ကြီးပဲရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဘာလုပ်ပေးရမှာဒီ switch မှာ VLAN block နဲ့ block ဆောက်ပေးဖို့လို့ဒီလဲဆိုရင် VLAN 10နဲ့20ဆောက်ပေးရမယ် VLAN 10ဆောက်လိုက်တဲ့အချိန်မှာ VLAN 10နဲ့ပတ်သက်တဲ့ interface app သွားလိမ့်မယ် VLAN 20ဆောက်လိုက်တဲ့အချိန်မှာ VLAN 20နဲ့ပတ်သက်တဲ့ interface app သွားလိမ့်မယ်
ဒါဆိုကျွန်တော်တို့ VLAN 10နဲ့20နဲ့စောက်ထားမှဒီ interface ရ app ပေးမယ်အဲ့တော့ do show IP interface brief နဲ့ကြည့်လိုက်မယ်ဆိုဒီလိုမြင်ရလိမ့်မယ်အခုဘာ app တွားရလဲဆို VLAN 10နဲ့20 app တွားဟုတ်ပြီဒီကောင်ဒီ layer 3 switch ပဲဖြစ်တယ် layer 3 switch ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဘာရိုက်ရမလဲဆို inter-VLAN routing လုပ်အောင်လို့ command အကြောင်းရိုက်ပြရမယ် IP routing switch ကို route လုပ်ခိုင်းတာ route လုပ်တာ router ကြီးပုံစံပေါ့ routing အလုပ်ခိုင်းအဲ့ဒါမရရင် inter-VLAN routing FM ဖြစ် VLAN 10ရအောင်10ပဲရောက်တယ်20ရအောင်20ပဲရောက်10 20နဲ့မသွားနိုင်ကဲစမ်းကြည့်အောင်အဲ့ဒါဆိုဒီမှာ IPT ပေးပြီးတော့မှာဒါက VLAN 10ထဲမှာဆိုတော့ 10.IP တခုပေးလိုက်မယ်ဒီကောင်ဒီ 192.168.10.2 192.168 10.1ဒီကောင်20ဟုတ်ပြီနော်ဒီကောင် 10.3 ဒီကောင် 20.3 ဟုတ်ပြီနော်ကဲစပင်းကြည့်အောင်ပင်း 192.168 10.1 gateway ပြီးလို့ရတယ်ဟုတ်နော်10ကနေ20ကိုသွားဖို့အတွက်စူးစမ်းကြည့်အောင် gateway ဖြစ်တဲ့ 20.1 ကိုပင်းကြည့်မယ်ပြီးလို့ရနော်ကဲဟိုဘက်က PC ဖြစ်တဲ့ဘယ်လောက်လဲ20.2 ဒီလား layer 2 switch မှာဆိုရင် VLAN နဲ့တက်ဆိုင်တဲ့ ID နဲ့ interface ဆောက်ပေးလိုက်မယ်ပြီးရင်ဘာလုပ်မလဲ IP routing ရပြလိုက်ပြီးတော့ interface routing ပြီးတော့အားလိုက်အောင် router မှာ encapsulation router မှာ sub interface ခွဲပေးရတယ်ဒီမှာ interface ခွဲကြမလို့ဒါတွေက trunk ပေးရုံပဲဟုတ်ပြီ okay တော့ layer 2 switch ဆိုတာဘာကိုပြောရလဲ router တစ်လုံးတက်လာ layer 2 switch မှာ port တွေကို IP ပေးလို့မရဘူးအခု port နံပါတ်ဘယ်လောက်လဲ3 interface first ethernet 0/3 IP address ပေးလို့ရလားမရဘူးအဲ့မဲ့ဒီ port ကိုကျွန်တော်ဘာလုပ်လိုက်မလဲဆို no switch port ဒါကို switch no switch port router port ပါလို့ပြောလိုက်မယ်IP address ကိုပေးလို့ရတယ်ဘာလို့ရ switch port တခုကို layer 3 ပြောင်းပြီး IP ပေးလိုက်လို့ရ layer 3 port ဒါပေမဲ့ port layer 3 port အကုန်လုံးကိုပြောင်းလို့မရအောင်အများဆုံး8 port 9 port အလောက်ပဲ profile port အခုသူလက်ရှိ profile port ကို TV ပြောင်းလို့ရအခုဒီမှာ IP ပေးလို့ရ 192.168. အဲ့ဘက်ကိုကျွန်တော်က 1. နဲ့ချိန်မယ်အဲ့တော့ switch D 1.2 ပေးမယ် router 1.1 ပေးမယ် 255.255.0 လို့ပေးလိုက်မယ်ပြီးရင်ကျွန်တော် default တစ်စောင်းရေးလိုက်မယ် 0.0.0.0 ပြီးဘယ်ကသွားမလဲ 1.1 သွားမယ်ရမှာ okay ဒါဆိုရင်ကျွန်တော်ဘာလုပ်လို့ရသေးလဲဆိုရင် interface first ethernet 03 ကိုကျွန်တော် no share ရိုက်ထားမယ်ဒါဆိုလုံလောက်ပြီ IBNAD inside source list ဒီမှာလည်း compare NAD ဟုတ်ပြီဒီမှာကျွန်တော်သွားမယ်ဒီ router IP ပေးမယ်အဲ့ router IP ကဘယ်လောက်ဖြစ်မလဲဘယ်တော့ router တခုပေးမယ် host name R1 ပြီးရင် first ethernet 00 no share 192.168 no share ရမယ်ပြီးရင် IP address က 192.168 1.1.255.255.255.0 ဒီမှာ default မရေးတော့ဗျာ routing သုံးတော့မယ် EIGRP ဖြစ်တော့ no IP route ခုန default ယူရှိရ no နဲ့ပြန်ခံပြီးရနော်အဲ့ဒီနှစ်ခုဘာနဲ့ route မှာ EIGRP နဲ့ route ဒီမှာ loop back တခုစောင့်မယ် loop back ကို 8.8.8.0/24 လို့ပေးလိုက်နော် switch မတက်ချင်လို့ပြင်းလို့ interface loop back 1 IP address 8.8.8.8.255.255.255.0 ကဲ router EIGRP တော့မယ် EIGRP 1 network ကနှစ်ခုရှိတယ် 192.168 1.0 ရှိတယ် နောက်တစ်ခုကပါရှိတယ် 8.8.8.0 ရှိတယ်နောက်မှာ white canvas ထည့်လိုက်ရတယ်မထည့်လိုက်ရဘူး no auto summary လို့ရိုက်သွားOkay switch မှာလည်း i တိုင်းရရမယ်
ဘာရမလဲ router အရင်ကြပြီ AS number 2ပါမယ်ဟုတ်တယ်မလား router အရင်ကြပြီ sorry ROUTE ရ router အရင်ကြပြီ1 network ကအလဲရ network က 1.0 အဲ့မှာနေပါတစ်စုံတွေ့ပါလိမ့်နော်ဒီနေ့ကကြားရတဲ့ link ကိုကြည့်ရအောင်ဒီမှာနောက် network နှစ်ခုရှိတယ် VLAN ဘယ်လောက်တက်လဲ10အတွက်ရနောက်တစ်ခါ VLAN ဘယ်လောက်တက်လဲ20အတွက်ဒါတွေကသူ့မှာချိန်ထားတာပြီသူက gateway ပဲဒီနှစ်ခုလည်းထည့်ပြီးကြည့်ရအောင်ဒါမှအဲ့တော့ဘယ်လိုတီးမှလဲဆိုရင်ဘက်က R1 တီးမှသူ့မှာခုလောတဲ့ကြည့်လိုက် do show IB raw ဆိုတဲ့အကြောင်းရှိတယ် 8.8 ဘယ်ကသွားရမလဲလို့တီးတယ်ဟိုဘက်ကသွားရမယ်ဆိုပြီးတီးတယ် okay ဒီမှာလည်းကြည့်လိုက်မယ်သူ့မှာလည်းဗာကြည့်ရမယ်ဆိုရင်ကျွန်တော်တို့က do show IB raw လို့ကြည့်လိုက်ဒီမှာလည်းတီးလိမ့်မယ်1916 10 dot ဖြစ်တဲ့ VLAN 10နဲ့20 dot ဖြစ်တဲ့ VLAN 20ကိုဘယ်ရောက်တယ်လို့တီးရမလဲဆိုရင်သူဒီဘယ်ရောက်တယ်လဲအဲဒီမှာ 1.2 ဆိုဒီ switch ကရောက်တယ်ဆိုပြီးတီးရတယ်ဒါဆို routing ကလုံးလို့ရတယ် layer 2 switch ကတွေ့လားကဲပင်းကြည့်အောင်ပြီးဒီကွန်ပျူတာကနေ 8.8 လမ်းပြီးတော့ပင်း 8.8 တူလာပင်းရဟုတ်လား layer 3 switch ဒီပါသွားလို့ရ layer port ကို layer 3ပြောင်းပြီး IP ပေးလို့ရအဲ layer 3 switch ပဲ routing လည်း layer 3 switch ဟိုအစား no switch ကိုမရရင် routing လည်းမရဘူး routing လည်းမရအောင် routing command ရိုက်လို့ရတယ်ဒါပေမဲ့ port ပေါ်မှာ layer 3 မရှိဘဲနဲ့ routing လို့မှလုပ်လို့ပါဟုတ်ကဲ့ဒါကျွန်တော်တို့ကပါလဲဆိုရင် switch layer 3 switch နဲ့လည်း routing interview routing လုပ်ပြခဲ့တယ် router တစ်လုံးနဲ့လည်း routing လုပ်ပြခဲ့တယ်เนาะ